Chelsea ဘက်ကပြန်ကြည့်တော့လေဒါဘယ်လိုပဲဖြစ်ဖြစ်အမှတ်ပြန်ယူရတော့မယ်ဆိုလို့ကျွန်တော် Everton နဲ့နေရအမှတ်ပြရတော့မှန်တယ်ဒါပေမဲ့အရှိမဆုံးရှုံးလာတဲ့အမှတ်တွေပြန်ကားတော့မနေတာဖြစ်နေအဲ့တော့ကျွန်တော်ထင်တာတော့ဒီဘွဲကသွင်းကိုတွေများလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့ personal အရာပေါ့လေဒီတိုင်းChelsea အနေနဲ့လက်တလောဖြစ်နေတဲ့ပြဿနာရနီးပြအတွက်နည်းနည်းများပိုယုံမေးမလားလို့ကျွန်တော်ထင်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် The Sports Corner နေပြီးတော့ Premier League ပွဲစဉ်18ရက်ပွဲကြို3သက်ချက်တွေကိုစတိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပွဲစဉ်ကတော့စနေနေ့ညနေ9:00နာရီမှာကစားမဲ့ Newcastle United နဲ့ Chelsea တင်းတို့ရဲ့ပွဲကြို3သက်ချက်ဖြစ်ပါတယ်ဒီစီစဉ်မှာကျွန်တော်နဲ့တူတာ Total Sports မှာအားကစားအစီအစဉ်တွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ညီလေးထက်ဆိုးတို့ကအတူတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါကိုအဲ့တော့ Newcastle နဲ့ Chelsea ကပွဲကြီးပွဲကောင်းပါတော့ဘာကြောင့်လဲဆိုတော့ Newcastle ရဲ့ကွင်းရောင်ကို Chelsea ကဘာဖြစ်သွားမှန်းမသိရတော့ကိုဟိုးရင်ခစ်တွေရောလက်ရှိလွန်ခဲ့တဲ့3-4နှစ်အတွင်းရောဒီလိုမျိုးအခြေအနေကအခုဒီ Premier League မှာအမြဲတမ်းမြင်တွေ့နေကြပါအဲ့တော့ဂျားရက်မှာလည်းကရာဘောပွဲတွေကစားခဲ့ရတယ်နှစ်သင်းစလုံးကလည်းနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီအခြေအနေလေးမှာအင်ရှင်ကနေပဲစပြီးညီလေးအမြင်လေးပြောပေးပါဟုတ်အခုခုနပြောသွားသလိုပါပဲ Chelsea အသင်းအတွက်တော့ Newcastle ရဲ့ကွင်းကတော်တော်လေးအခက်တွေ့ရတဲ့ကွင်းထဲမှာပါတယ်အထူးသဖြင့်ဒီဘက်နောက်ပိုင်းနှစ်တွေမှာပေါ့ဆိုတော့မှတ်မှတ်ရပြောရလို့ရှိရင်ကျွန်တော် Newcastle အသင်းကိုနီးပြ Eddie Howe စပြီးကင်တွေ့ကြတဲ့ Chelsea ရဲ့ Newcastle ကွင်းမှာတခါမှလည်းမနိုင်တော့ဘူးတခါမှလည်းတည်ရမကြတော့ဘူးဆိုလိုချင်တာ Eddie Howe ကသူ့ရဲ့အိမ်ကွင်းမှာ Chelsea ကို၄ပွဲကစား၄ပွဲလုံးနိုင်တာဆိုတော့ဟိုအိမ်ကွင်းမှာ Chelsea နဲ့တွေ့လို့ရှိရင်ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းကိုယူရတာဆိုတော့ဒါတော်တော်လေးကျန်းတဲ့အထဲမှာတော့ပါတယ်လက်တလုံးအရာတော့ဒါ Newcastle ဘက်ကပြောရလို့ရှိရင်နှစ်သင်းစလုံးက Carabao Cup မှာတော့နိုင်ပွဲတွေယူပြီးတော့နောက်တစ်ဆင့် semi final ကိုတက်ထားတယ်အဲ့တော့ Newcastle အနေနဲ့ကတော့နောက်ပိုင်းပွဲစဉ်တွေမှာနည်းနည်းလေးတော့ခြေစွမ်းလေးကပြန်ပြီးရော့လာတာပေါ့ရော့လာတဲ့ဆိုညပွဲစဉ်မှာတော့သူတို့နိုင်ပွဲရတယ်ဒီဝီဆာဆိုလဲအခုဒါအသင်းတော့အဖွင့်ကိုစပြီး Newcastle တော့ရတယ်ဒါပေမဲ့Premier League ပွဲစဉ်တွေကိုကြည့်လိုက်လို့ရှိရင် Burnley နဲ့ပွဲဆိုလဲအိမ်ခွဲမှာနိုင်တယ်ဒါပေမဲ့အားရစရာမရှိဘူးနောက်ဆုံးတယောက်ရော့နေတဲ့ Burnley ကိုတော့ပွဲပြီးကန်ဒီမှာတကူပြန်ပေးရတယ် Spa နဲ့ပွဲမှာဆိုလဲပွဲပြီးကန်ဒီမှာဂိုးတွေပြန်ပေးရတယ်ပြီးတော့ဒီဆန်လာလန်နဲ့ပွဲစဉ်မှာဆိုလဲအသင်းရဲ့ကစားပုံကြည့်ရတော့အားရစရာမရှိတဲ့အထဲမှာတော့ပါတယ်ပေါ့ဆိုတော့ Newcastle အသင်းကဒီယာဒီမှာတော့ဒါသူတို့ဖြစ်နေကြပုံစံအတိုင်းပဲအဲဒီအောင်စပြီးကင်တွေတဲ့ကချန်ပီယံလိနဲ့ညက်သွားတဲ့ season ဆိုလို့ရှိရင်သူတို့က Premier League မှာနည်းနည်းရလက်တွေစိုးလေးရှိတယ်အဲ့တော့သူတို့ဒီပြိုင်ပွဲနှစ်ခုကိုတိတ်ပြီးတော့ handle မလုပ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့ချန်ပီယံလိအတူတူကန်နေရတဲ့နှစ်မျိုးဆိုရင် Premier League မှာပါရလက်တွေကလာပြီးထိတတ်တဲ့သဘောလေးတွေတော့မြင်ရတယ်အဲ့တော့တိုက်ဆက်ပိုင်းကတော့အရင်ပြဿနာမရှိဘူးသူတို့ကတိုက်ဆက်ကတော့အမြဲလို့ဂိုးရလေးရှိတယ်အထူးသဖြင့်အိမ်ဝင်းဆိုရင်တိုက်ဆက်ကစိတ်ပူစရာမလိုတဲ့အသင်းထဲမှာပါတယ်ဒါပေမဲ့ခံစစ်ကလည်းတစ်ဖက်ကပြန်စဉ်းစားကြည့်ရင်ပွဲတိုင်းလိုဂိုးတွေခွင့်ပြုနေရတဲ့အထဲမှာပါတယ်ပေါ့ဘန်လီလိုအသင်းနဲ့အိမ်ဝင်းမှာတွေ့တာတော့သူတို့ clean sheet ကိုမယူနိုင်ခဲ့ဘူးဆိုတော့ဒီဘိုင်းလေးတွေပဲရှိပါတယ်ဟုတ်ကဲ့ညီလေးပြောခဲ့လို့ပဲအခုတော့အဆင့်12ရောက်နေပေါ့22မှတ်နဲ့ဆိုတော့ Chelsea ကအဆင့်4မှာဆိုသူတို့ဒီ6မှတ်လောက်ကွာသွားတယ်ပေါ့နော်နောက်ပြီး Newcastle ကဒီရာသီမှာညီလေးပြောခဲ့တာအတိအကျပဲ Champions League ကန်ပြီးအဲ့ရတပတ်တွေဆိုအမြဲတမ်းရုံးကန်ရတယ်နောက်ပြီးကစားသမားကအဓိကသူတို့မှာကိုယ်နယ်ကတော့တော်တော်ကောင်းတယ်ဒီ Jolinton တို့ Bruno Guimaraes တို့ Tonali တို့ ਨੇ ကတကယ် all class ရှိပါတယ်ဒီစုဖွဲ့မှုကဒါပေမဲ့ပွဲတွေပန်းလာတဲ့အချိန်မှာသူတို့ရွယ်သုံးရတယ်အရန်အင်အားမရှိတာလဲစိုးတယ်ကိုယ်နယ်မှာအဲ့3ယောက်ကိုဖြီးပြီးနောက်တစ်ယောက်ထည့်ဆိုထည့်စီရလူကိုမရှိဘူးခန်းစစ်ကလည်းကောင်းတယ်ဆိုပေမဲ့လည်းနည်းနည်းလေးတဲ့ထဲမှာပါတယ်သူတို့ခန်းစစ်ကြောင်းမှာအရန်မြန်တဲ့ဟိုကစားသမားတိတ်မရှိဘူးဥပမာဒန်ဘန်တို့လိုကစားမျိုးတောင်းပန်းထွက်ကစားတယ်နောက်ပြီးတော့ Hale ပေါ့နော်ဒီကစားသမားတွေကိုနောက်ပြီးဟို Liverman တို့ကတော့နည်းနည်းမြန်နေတဲ့အထဲပါဒါပေမဲ့ပြောချင်တာကဒီ site က4ယောက်လုံးက4ယောက်တန်းမှာနည်းနည်းလေးအားနည်းချက်လေးရှိတယ်အမြင်မောတွေတော့အားတာမယ် physical မှာတော့ပြိုင်မဲ့သေးတွေကိုဘူးလီလုံနိုင်တဲ့အသင်းပေါ့နော် physical ဘူးလီအလုတ်ဆုံးအသင်းလို့လည်းပြောလို့ရတယ်သူတို့ကစားပုံကတကယ်မထထန်နဲ့ဒီသူများနေမတူတဲ့ပုံစံမျိုးကစားတာဆိုတော့အဲ့ဒီတော့သူတို့ရဲ့အားသာချက်တွေပေါ့နော်အဲ့တော့ပွဲပန်းမှုတော့ရှိနိုင်တယ်ဘာကြောင့်လဲဆို Chelsea တက်တရက်နောက်ကြာပြီးကစားထားတယ်ပေါ့နော်အဲ့ဒါကနောက်ပြီးတော့ Chelsea ကဂျားရက်မှာကစားတဲ့ပွဲတွေမှာလုံးဝအရန်လေးပဲထုတ်သွားတာမျိုးတွေပေါ့နော်လူစင်း squad တက်ကွာတော့အဲ့တော့တစ်ဖက်က Chelsea တဲ့ညီလေးအမြင်လေးဒါဘယ်လိုပြောရမလဲလက်ရှိအနေထားရဲ့ Maresca နဲ့ဘုံဖွဲ့နေတယ်နည်းနည်းပြဿနာတွေတက်နေရဆိုတော့ဒါလေးပေါ့ချင့်ချိန်ပြီးညီလေးဒီပွဲပေါ့အမြင်လေးလေးဆွေးနွေးပေးပေါ့ Chelsea ကတော့ဒါလောလောဆယ်စိတ်ဝင်စားစရာကောင်းတဲ့topic သတင်းတွေပြန့်လွင့်နေတဲ့ကာလပေါ့အထူးသဖြင့်အခုခုနပြောသွားသလို Enzo Maresca နဲ့ဘုံအဖွဲ့နဲ့ပရိသတ်တွေနဲ့ဒီသတင်းတွေကြားမှာနည်းနည်းလေးစိတ်အရှုပ်ထွေးလေးတွေလည်းနည်းနည်းရှိနိုင်တယ်ဒါကျွန်တော်သတိထားမိသလားပြီးခဲ့တဲ့ဂျားရဲ့ဒီ Cardiff နဲ့ပွဲမှာဆို Chelsea ရဲ့ဒီ England ပရိသတ်တွေက Enzo Maresca ရဲ့နာမည်ကိုအော်ပြီးတော့ကွင်းထဲမှာဒါသူတို့နီးပြဘက်ကနေအပြည့်အဝ support လုပ်သွားတယ်ပေါ့ဆိုတော့ကျွန်တော်တခုတော့စဉ်းစားမိတာပေါ့နော်ဒါကတော့ဟိုconsequence ကိုတစ်ချက်တွေးကြည့်ရပါ Chelsea ကလက်ရှိဖြစ်နေတဲ့ပြဿနာတွေရှိတယ်အဲ့တော့ Enzo Maresca interview မှာပြောရတဲ့ဟာတွေမှန်တယ်မှားတယ်ဆိုတာကတော့ဒါသူ့အမြင်ကိုယ်အမြင်ရှိလိမ့်မယ်ဒါပေမဲ့တခုသေးကြတာကတော့ဘယ်လိုလဲဆိုတော့ပရိသတ်ကတော့သူ့ဘက်ကိုနည်းနည်းပါဝါအောင်သူ
တုံးလိုက်တဲ့နီလန်းလို့တော့ကျွန်တော်မြင်တယ်ပေါ့အဲ့တော့ तू ကsporting director တွေကို तू ပြောတယ်အပြစ်တင်တဲ့ပုံစံမျိုး तू ပြောတယ်ပြောပြီးတော့ तू သတင်းတောက်တွေကဒဲ့မေးတဲ့အခါမှာလဲ तू ကဒါကိုပြန်ပြီးတော့မယုံသိမ်းဘူးတဲ့မှာဆိုတော့သူ့ယာဒူးနဲ့ရင်းပြီးတော့ तू အမုန်းခံပြောရဲဆိုတဲ့ပုံစံလုပ်လိုက်တဲ့အခါကျတော့တော်တော်ထူးထူးဆန်းဆန်းပဲ Chelsea ပြည်သက်တွေကဒါနီးပြတွေဆိုတိတ် support လုပ်လို့မရှိပေမဲ့ Enzo Maresca ကတော့ဒီဖြစ်ရမှာတော်တော်လေးသူတို့ support လုပ်ကြတယ်နီးပြမှန်တယ်ဆိုပြီးတော့ယူဆကြတယ်ပေါ့အဲ့တော့ကစားသမားတွေစီကညှစ်အားရလေဒီအပိုင်းမှာအတိုင်းအတာတစ်ခုတည်းထွက်လာနိုင်မလားလို့တော့ကျွန်တော်အဲ့ဒါလေးကိုတော့တွေးမိတယ်ပေါ့ဟိုဆိုလို့ကျင်တာသူတို့ဒီနီးပြကို support လုပ်တယ်ဆိုတဲ့ဟာမျိုးကိုပရိသတ်ကိုပြဖို့တော့ဘာဖြစ်လို့လဲဆိုတော့ပရိသတ်ကကြတော့အခုချိန်မှာ Enzo Maresca ဘက်မှာပူရှိနေတယ်ဆိုလို့ကျင်တာပြိုင်ပွဲတစ်ခုခုရလက်ဆိုးသွားလို့ရှိရင် Chelsea ပရိသတ်တွေရဲ့ဒေါသနီးပြကို100%သူများအသင်းတွေလို့မသွားဘူးပဲတဲ့မှာဒီလူကိုထဲဆော့နေရလို့ဒီဟာဖြစ်လို့ဒီအပြောင်းရွှေ့မှာခေါ်ခဲ့ရတဲ့ဟာတွေကမှားလို့ဆိုပြီးတော့ sporting director တွေစီကိုလည်းတွားတယ်ကစားသမားတွေစီကိုလည်းအတိုင်းအတာတစ်ခုတည်းတွားတယ်အဲ့တော့ကစားသမားတွေဒီသူတို့နီးပြကို support လုပ်ကြောင်းကိုပို့ပြီးတော့ပြနိုင်ဖို့အတွက်နောက်ပိုင်းပွဲစဉ်တွေမှာ Chelsea ရဲ့ပိုယုံလာတဲ့ပုံစံတစ်ခုကိုလည်းကျွန်တော်တို့မြင်ရလာနိုင်တယ်ဆိုတော့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာတော့အခုပြောရသလိုပဲအရန်ကစားသမားလေးတွေနဲ့နည်းနည်းလေးညှက်သွားတာပေါ့အရန်မကြဟို first line ရဲ့မကြပါဥမာဂါနာချိုတို့ဂိုင်စီတို့ဒီလိုကစားသမားလေးတွေနဲ့ရန်ပြီးတော့ကျန်တာတော့အရန်ကစားသမားလေးတွေနဲ့ပေါ့ဆိုတော့အဲ့ဒီပွဲစဉ်မှာတော့ပထမပိုင်းမှာဆိုဂိုးလုံးဝမသွင်းနိုင်ဘူးဒါပေမဲ့ဒုတိယပိုင်းမှာတကယ် main player တွေဝင်လာဥမာ Neto တို့ပါတော့ပါလာတဲ့အချိန်မှာစတိုက်စစ်ကတကယ်တွက်ပြီးတော့ဂိုးတွေရတယ်ဂါနာချိုလည်းခြေစွမ်းပြပြီးတော့သူ2ဂိုးလုံးသွင်းသွားတာပေါ့ဆိုတော့ Chelsea အနေနဲ့တော့ Everton နဲ့ပွဲနိုင်တယ်ဒီ Cardiff နဲ့ပွဲနိုင်လိုက်တဲ့အတွက်ရလက်စိုးနေတာလေးကိုခဏမေ့ပြီးတော့ယုံကြည်မှုလေးတစ်ခုတော့ပြန်ရလာပြီလို့တော့ကျွန်တော်နည်းနည်းယူဆလို့ရတယ်ပေါ့ဆိုတော့ Newcastle နဲ့ပွဲရတော့တကယ်ကြည့်ကောင်းတဲ့ပွဲဖြစ်မှာပါဟုတ် Chelsea ကအကိုတို့မထင်ထားလေးတစ်ခုပေါ့နော်ဟုတ် Chelsea ဒီရာသီမှာ clean sheet 10ပွဲတောင်ရထားတယ်Arsenal နဲ့တူတူပဲပေါ့နော်ဒါကောင်းပါတယ်ဆို Arsenal ဆိုကိုတို့အမြဲတမ်းdefense ကဘလောက်ကောင်းတယ်ကိုကအကောင်းဆုံးခံစစ်ဒီဘယ်လိုပြော Chelsea ရဲ့တရားစီတဲ့15ကိုပဲပေးခဲ့ရရာသီကိုကြော်မယ်အကိုလည်းပြောခဲ့အကိုလည်းပြောခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအကိုလည်းဟို Chelsea ကိုချီးကျူးဖို့တခါလေခံစစ်ကြောင်းမေ့နေတယ်ဘာလို့ခံစစ်ကြောင်းကြည့်တိုင်းတိုစင်တို့ဘာလီယာရှိတို့အဲ့လိုကစားသမားတွေနောက်ပြီးတော့အချီအောင်ပေါအောင်တို့ဒီလိုကစားသမားတွေချာလိုဘတ်တို့ကိုဝဲရ ACN နဲ့ထိုင်ရရနေ Fofana တို့ဒီကစားသမားတွေနဲ့ clean sheet 10ပွဲထိရထားတယ်ဆိုတော့တကယ် amazing ပဲဒီလူစင်းဒီကစားသမားအင်အားနဲ့ဘယ်သူမှဘယ်နီးပြမှဘယ်အသင်းမှ clean sheet လောက်ရအောင်စွမ်းဆောင်နိုင်မလို့ကိုမယုံကြည်ဘူးပေါ့နော်နောက်ပြီးတော့လက်ရှိအနေထားမှာလည်းနောက်ပိုင်းရလက်လေးတွေပြန်တက်လာတယ်အဲ့လိုမျိုးဟိုခုနကပြောလို့ဒီဘုံဖွဲ့နဲ့ clash ဖြစ်ပြီးနောက်ပိုင်းမှာလည်းရလက်တွေကမရဲရိုင်သွားဘူးနောက်ပြီးတော့ပြီးခဲ့တဲ့အပတ်ကလည်းနိုင်ခဲ့တယ် 2-0 နဲ့ဒါ Everton ကိုနောက်ပြီးဂျာရက်မှာလည်းနိုင်ခဲ့ဆိုတော့ဒီပွဲမှာ Chelsea အသင်းရဲ့ပြင်ဆင်လာမှုပိုင်းမှာရောညီလေးတွေဒီခက်တဲ့ကြောင်း clean sheet တွေရနေတဲ့အနေထားပေါ်ရဲ့ Chelsea ဒီပွဲပေါ်မှာဘယ်လောက်ထိပြတယ်ဘယ်လောက်ထိပြင်ဆင်လာမလဲဆိုတာလေးလည်းပြောပြပါဟုတ်အမှန်ပါတယ်အခုပြောရတာ Chelsea အသင်းခံစစ်ပေါ့ကျွန်တော်တို့လည်းဒါအရင်ဘက်ပွဲချုပ်ဒီမှာတော့ကျွန်တော်အမြဲပြောခဲ့တယ် Chelsea ရဲ့အဓိကပြဿနာကျွန်တော်မြင်တာဒီဗဟိုတိုက်စစ်ပေါ့နော်ဟို central forward နေရာပြဿနာခံစစ်ကလူပြဿနာဖြစ်တာကစားပုံအရာပြဿနာမရှိဘူးအဲ့တော့ Fofana နဲ့ Chalobah နဲ့စောင့်နေတဲ့ရွေးအဆင်ပြေတယ်သူတို့နေရာမှာအဲ့တိုစင်တို့ဘာဒီယာရှိတို့ဒီလူတွေဝင်လာတဲ့အခါကျမှပြဿနာဖြစ်တာဆိုတော့ကျွန်တော်ကဟိုယာတီစာတွေက Chelsea ရဲ့ခံစစ်ပြဿနာကို system ပြဿနာလို့မမြင်ဘူးဒါလူအားနဲ့လို့ဖြစ်တဲ့ပြဿနာလို့ပဲမြင်တာပဲပြီးတော့ကူကူရဲလာတကယ် prime ခြေစွမ်းတစ်ခုကိုသူပြနေတယ်စပိန်နဲ့ယူရိုတွေသူကစားသမားဘွားရဲ့အတောက်ပဆုံးအချိန်ပေါ့အဲ့တော့ဒီဘက်မှာ Reece James ကလည်း Reece James ရော Gusto ရောနှစ်ယောက်စလုံးကလည်းဘယ်သူဝင်ဆော့ဆော့အဆင်ပြေအဲ့တော့ Chelsea ကဒီဘဟုံမှာပဲပြတ်တာနောက်ပြီးတော့ဒါအခုပြောလို့ကျွန်တော်သတိရသွားတာပေါ့ Chelsea ကန်ဆယ်မှာအဓိကချီးကျူးရမယ့်ကစားသမားတစ်ယောက်ကျွန်တော်အများနဲ့မေးလာဒါ Robert Sanchez ပေါ့ပြီးခဲ့တဲ့ Everton နဲ့နေရဆိုလဲ Sanchez ဆိုရင်ဒါကျွန်တော်တို့ကအများနဲ့ပြောကြရပဲ Chelsea Premier League ယူမယ်ဆိုဒီဂိုးသမား level လောက်နဲ့မရဘာလို့ Chelsea ပြည်သက်တွေရဲ့မျက်လုံးမှာ Peter Cech တို့ Courtois တို့ဒီလိုလူတွေနဲ့ရင်းနှီးခဲ့တာဒါပေမဲ့ Robert Sanchez ကဒါကလပ်ကပဖလားမှာလဲသူအတိုင်းအတာတစ်ခုထိလက်စွမ်းပြသွားတယ်ဒီ Premier League မှာလဲပေးတဲ့ပွဲတော့သူကပေးရတယ်ဒါပေမဲ့ Everton နဲ့နေမှာဆိုရင်ဒါသူ chance တွေ Everton နဲ့နေရောဘုံပေါက်တဲ့ပွဲရောဒီက clean sheet နှစ်ပွဲကသူတော်တော်လေးကောင်းလို့ရလိုက်တာလို့ပြောလို့ရတယ်သူ့ရဲ့ဂိုးပေါက်ကာကွယ်မှုတွေတော်တော်ကောင်းတယ်ဆိုတော့ဟိုတအားကြီးထူးချွန်တဲ့ဂိုးသမား level တော့ဟုတ်ချင်မှာဟုတ်မှာပါဒါပေမဲ့အတိုင်းအတာတစ်ခုဒီရာသီမှာတော့စိတ်ချရတဲ့ဇုံထဲကိုတော့နည်းနည်းတိုးဝင်လာတဲ့ဂိုးသမားလို့တော့ကျွန်တော်ပြောလို့ရတယ်ပြီးတော့ Newcastle နဲ့နေမှာဆိုရင် Chelsea အနေနဲ့အဓိကတော့ဟိုပြောသလိုကွင်းလယ်ပိုင်းကိုသူတို့ပြန်ပြီးတော့ strong ဖြစ်အောင်ပြန်လုပ်အောင်ပေါ့ဆိုတော့ Kainsi တို့ပါလာတဲ့ Enzo ပါလာတယ်ပြီးခဲ့တဲ့ပွဲမှာဆိုကိုပါမှာ Everton နဲ့နေမှာဆိုသွင်းကိုပြန်ရသွားပြီဆိုတော့ဒါဒီဟိုပရိသတ်မျှော်လင့်နေတဲ့ Kainsi တို့ရဲ့ Enzo ရဲ့ကိုပါမာရဲ့ဆိုတော့ကွင်းလေ midfield triangle တခုကိုတဖြည်းဖြည်းချင်းနဲ့ပြန်ကြည့်ရတော့မယ်အနေအထားမျိုးတော့ရှိတယ်ကျွန်တော်စိုးရင်တာတော့ခုနပြောလို့တိုက်စစ်ပိုင်းမှာ Newcastle ကအရန် physical အရာ bully လုပ်ပြီးဆော့နိုင်တယ်သူတို့ရဲ့ physical power ဘယ်အသင်းမှာ
တုံတန်ကိုရှင်းနိုင်တဲ့အထက်မှာမပါဘူးဗျာအဲ့တော့အိမ်ဝင်းဆိုလို့ရှိရင်အရင်ဟိုသူတို့ရဲ့ဒီခန္ဓာကိုယ်ကြန့်ခိုင်မှုကိုအားပြုပြီးတော့ကွင်းလေကိုစိုးမိုးတတ်တဲ့အသင်းမျိုးဖြစ်တော့ဒီတိုက်ပွဲကိုချက်စီးဘလို့ရင်ဆိုင်မလဲဆိုတဲ့ဟာလေးကိုတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်ကဲ့အဲ့လိုပါပဲအဓိကအားကြောင့်မလို့လဲပြီးခဲ့တဲ့နောက်ဆုံး၄ချိန်လုံးရှုံးခဲ့တာပေါ့နော်ပရီးမီးယားလိမှာ၃ချိန်ဂျားထဲမှာကကပ်မှာတစ်ချိန်ပေါ့နော်အဲ့တော့အဲ့ဒါကတော်တော်လေးအခြေအနေဆိုးတယ်နောက်ပြီးအဲ့၄ဘွဲ့မှာတကူပဲရခဲ့တာချက်စီအဲ့လောက်ထိကိုဒါနျူကာဆယ်ကအာဒီဟောင်းလက်ထက်မှာပြက်သားယူအသာကြီးယူခဲ့တာပေါ့နော်အဲ့တော့နျူကာဆယ်ဘက်ကိုကြည့်ရင်လေတိုက်စစ်ကဒီအခုတော့ဝီစာပါလာပြီဝါတာမာဒီနဲ့ဒီတောင်ပန်မှာလည်းဒီအကိုတို့ဟိုခေါ်တန်နဲ့အီလန်ကာကိုလည်းချုပ်ပွဲတွေမှာပြန်သုံးလာပြီပေါ့နော်အဲ့ဒီတိုက်စစ်ပိုင်းလေးရခန်းစစ်ကြောင်းလေးရဒီဘက်မှာနျူကာဆယ်ကဘက်မှာညီလေးဟိုဘယ်လိုပြောမလဲချက်စီဘက်ကိုအဓိကထိုးနိုင်တဲ့အရာကဘာတွေဖြစ်မလဲပေါ့နော်ကျွန်တော်နျူကာဆယ်ဒီမှာအသင်းကြီးတွေနဲ့တွေ့ရအိမ်ဝင်းပွဲတွေအကုန်လုံးလို့ကျွန်တော်ကြည့်ပြပါဆိုတော့တခုတတိထားမိတာနျူကာဆယ်ဒီလီဗာပူးနဲ့အိမ်ဝင်းမှာကစားတယ်အာဆင်နယ်နဲ့ကစားတယ်ချန်ပီယံလိမှာဘာစီလိုနာနဲ့ကစားတယ်ဒါပြီးခဲ့တဲ့တိတ်မကြခင်ကဆိုစပါလိုအသင်းမျိုးနဲ့ကစားတယ်မန်စီးတီးလိုအသင်းမျိုးနဲ့ကစားတယ်ဆိုတော့အဲ့မှာထူးခြားတဲ့ချက်တော့သူတို့ပွဲတိုင်းမှာဂိုးသွင်းနိုင်တယ်ဆိုတော့ဒါအာဆင်နယ်နဲ့ကစားတဲ့အချိန်တွေပါဆိုတော့အာဆင်နယ်ကအဲ့အချိန်တော့ defense ကအရင်ဂိုးမပေးဘဲနဲ့အရင်ကျစ်နေတဲ့အချိန်မှာသူတို့ဂိုးရအောင်ရှူတယ်ဘာစီလိုနာကိုဂိုးရအောင်သွင်းတယ်လီဗာပူးဆိုတယောက်ရော့နေသူတို့နှစ်ဂိုးရအောင်ပြန်သွင်းတယ်ဆိုတော့စပါနဲ့ပွဲစဉ်မှာဆိုလည်းတကယ်ကိုနိုင်တော့မလို့ဖြစ်ပြီးတော့မှနောက်ဆုံးမိနစ်မှာဂိုးပေးရတယ်ဆိုတော့ City ကိုလည်းအိမ်ငွေမှာနှစ်ဂိုးရအောင်သွင်းတယ်အဲ့တော့ Chelsea defense ကတော့မှန်တယ်အခုချိန်တိုးတက်လာတာမှန်ပေမဲ့လည်းကျွန်တော်မြင်တယ် Newcastle ကပြီးခဲ့တဲ့ပွဲမှာဒါဗီပွဲစဉ်မှာသူတို့အရေးနှိမ့်ခဲ့တဲ့ရှုံးပွဲကိုအိမ်ငွေမှာပြန်ပေါက်ကွဲရမယ်ဟို vibe တစ်ခုလည်းသူတို့မှာရှိတယ်ဆိုတော့အဓိက NA အပေးနိုင်ဆုံးကတော့ကျွန်တော်မြင်တာတော့တိုက်စစ်ပိုင်းပဲဘာလို့ဆို Newcastle ဒီရလက်အရသာဖြစ်ချင်တာဖြစ်သွားလိမ့်မယ်ဒါပေမဲ့အိမ်ငွေမှာတော့သူတို့ဂိုးရဖို့အတွက်ကိုစိတ်ပူရတဲ့အသင်းမျိုးတွေမှာတော့မပါဘူးပြီးတော့ဒါဝီစာတို့လည်းပြန်လာပြီဝူတာမာဒေးကလည်းဒါပြီးခဲ့တဲ့ပွဲသူ့အုံဂိုးနဲ့ဒါဖီပွဲရှုံးသွားတဲ့အတွက်သူတော်တော်လေးဒီဟာကိုစိတ်ပြတ်တယ်ဆိုပြီးအင်တာဗျူးမှာပြောရတယ်ပေါ့နော်နောက်ပွဲစဉ်တွေပါအကောင်းဆုံးသူပြန်ပြီးလုပ်မယ်အဲ့တော့ဒီကွင်းလေအတွဲကလည်းခုနကပြောပါဆိုဘရူနိုဂီမာရီရဲ့ဂျိုလင်တန်ရဲ့ဒီသူတို့တိုနာလီရဲ့ပေါ့နော်ဒီ၃ယောက်အတွဲပဲရှိတယ်ဆိုပေမဲ့ဘရူနိုဂီမာရီကတိုက်စစ်ကိုလိုက်ပြီးတော့သူပန့်ပိုးတဲ့ဟာလေးကတော်တော်လေးအဆင်ပြေအဲ့တော့တောင်မန်ဒီမှာလည်းအဲ့ဒီလူစားဝင်တဲ့2ယောက်ကို main ထွက်တဲ့2ယောက်ကိုပေါ့သူတို့အဲ့ဒီဟောင်ကြီးကအခု4ယောက်ကိုနှစ်တွဲစီသူပွဲထုတ်နေပေါ့ဥမာ Gordon နဲ့ Elanga နဲ့ဆိုရင်တတွဲပြီးရင်တစ်ခါလေကျရင် Harvey Van နဲ့ Jacob Murphy နဲ့တတွဲပေါ့ဆိုတော့အဲ့နှစ်တွဲစလုံးကအဆင်သွားပြည်နေတာတွေ့ရတယ်နောက်ပိုင်းပွဲစဉ်တွေမှာဆိုတော့ Newcastle ကအဓိကအားနည်းချက်ကတော့ခံစစ်ပဲတိုက်စစ်ကတော့ကျွန်တော်မြင်တယ်ဘာမှကြီးမားပြဿနာမရှိဘူးသူတို့အိမ်ဝင်လည်းဖြစ်တဲ့အတွက်တိုက်စစ်ကတော့ Chelsea ကိုဂိုးရသွားဖို့တိတ်မခတ်ဘူးလို့ထင်ပါတယ်ဟုတ်ဒီလိုပွဲမျိုးကတော့ Newcastle အတွက်အရေးကြီးတယ်ဘာကြောင့်လဲဒီ top 5 တွင်းလာဝင်ဖို့ဆိုရင်ပေါ့နော်နည်းနည်းလေးဒီလိုအမှတ်ကွာချောင်းမှုပြန်ပြီးတော့လုံးမရမှာပေါ့နီးအောင်လိုက်မရအောင် Newcastle ကလည်းအဓိကအိမ်ကိုမယ်စိတ် James Park ကသူတို့ရဲ့အဓိကလက်နက်ပဲအဲ့တော့ဒီစိတ် James Park ရောက်ရင်ကို Newcastle ရဲ့ဒီဘယ်လိုပြော character တွေပုံစံတွေစိတ်ဓာတ်ပိုင်းဆိုင်ရာတွေ spiritual mind ဟိုဖြစ်နေတဲ့ဟိုအရန်ခွန်အားရှိနေတဲ့ဟာတွေအပြင်ညီတို့ခုနကပြောခဲ့တဲ့ဒီ Thailand World ဒါမှာရှုံးခဲ့တဲ့ဟာကဒီပွဲမှာအရန်ကိုအိမ်ကုန်းမှာစူးစမ်းပြမှာအဲ့ဒါသူတို့ရဲ့အဓိကအားသာချက်ပဲညီလေးပြောလို့ပဲအကိုလည်းလက်ခံတယ်အဲ့တော့ဒီပွဲမှာ Chelsea ကရောဘယ်လိုပုံစံနဲ့လာမယ်ထင်လဲအကိုပြောချင်တာကအပြန်အလှန်ကြီးကျုံးမဲ့ပွဲလားဒါမှမဟုတ် Chelsea ဘက်ကရောဘယ်လို approach လုပ်လာမယ်လို့ခံမှန်းမိလဲပေါ့နော်Chelsea ကတော့ကျွန်တော်ထင်တယ်ဒီ Enzo Maresca ကအသင်းကြီးတွေနဲ့အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူ transition ကိုအဓိကအားပြုပြီးသွားတာများတယ်အဲ့တော့ဒီလိုပွဲစဉ်မျိုးတွေကကျွန်တော်ထင်တယ်ဂါနာချိုတို့ကိုတုံးလို့အဆင်ပိုပြေတဲ့တောက်မန်ဒီမှာဆိုရင်ပိုပြီးသုံးလို့အဆင်ပြေမဲ့ဟာမျိုးလို့ကျွန်တော်ထင်တယ်အဲ့တော့ဂါနာချိုနက်တိုပေါ့ဒါပေမဲ့အထောင်တိုက်စစ်ကတော့တယောက်လိုတာဖြစ်တဲ့အတွက်ဂျာဘက်ဒရိုပဲဆက်ပြီးတော့သုံးမယ်ထင်တယ်သုံးစရာလည်းမရှိဘူးတိုက်စစ်ကလည်းသူတယောက်ပဲရှိတာဆိုအဲ့တော့ကွင်းလေအတွဲကတော့ဒီပုံမှန်အထိုင်ကျနေတဲ့ Enzo နဲ့ကိုင်စီတိုပေါ့နော်ဆိုတော့အဲ့တော့ right back နေရာမှာဘာလို့သုံးမလဲဆိုတော့ဒီလိုပွဲစဉ်တွေမှာတော့ကျွန်တော်ထင်တယ် Reece James ကိုသူဦးစားပေးပြီးတော့သုံးမယ်ထင်တယ်ဆိုတော့ Reece James ကတော့ဘာဖြစ်ဖြစ်ဒီလိုNewcastle ကွင်းလိုမျိုး pressure များတဲ့အနေအထားမှာစော့နိုင်တဲ့တဘာမျိုးလေးရှိတာဆိုတော့ကန်စစ်ကတော့ကျွန်တော်တင်တယ် Chelsea ကတိတ်အပြောင်းလဲတော့သူမလုပ်ရဲလောက်တော့တဲ့ league နဲ့ပွဲစဉ်မှာတည်းကသူလည်းမှတ်သွားပြီဆိုတော့ဒီ Fofana ချလို့ပါအတွင်းနဲ့ကူကူရဲလာနဲ့ပေါ့အဲ့လိုပဲသွားမယ်အဲ့တော့ approach အရာဆိုရင်တော့ transition ကိုပဲအားပြုပြီးစော့ရမှာဘာဖြစ်လို့လဲဆိုတော့ Newcastle ကတခုထူးခြားတာအသင်းနေနဲ့တွေ့တဲ့အချိန်မှာပေါ့ဥပမာကျွန်တော် Arsenal နဲ့ပွဲစဉ်မှာဆိုရင်တော့ Arsenal ဒီအဲ့ချိန်တော့ဘယ်အသင်းကိုမဆိုဖိပြီးတော့ကစားနိုင်တဲ့ဥပမာဂိုးပေါက်ကန်ချက်တောင်မပေးလောက်တဲ့ဒီခန်းစစ်ကိုမာနေအောင်လှုပ်ထားတဲ့အနေအထားမှာတော့ Newcastle ကအပြန်အလှန်သဘောလေးနည်းနည်းအတိုင်းအတာတစ်ခုထိသွားနိုင်တယ်အခုအနည်းဆက်ဆုံး City နဲ့ပွဲမှာဆိုလေသူတို့ပိတ်ဆော့ပြီးနိုင်သွားတာမျိုးမဟုတ်ဘူးဗျာသူတို့ဘက်ကတော့ပို့ပြီးတော့အခွင့်အရေးတွေပို့ရပြီး Man City ကိုချင်းချောက်သွားနိုင်တယ်ဆိုတော့ကျွန်တော်ထင်တယ် Newcastle ကဒီပွဲမှာအပေါ်အသင်းဆိုလို့ကျန်တာဘောလုံးပိုင်ဆိုင်မှုပုံများများယူပြီးတော့
အင်ရှင်ဘက်ကိုဧည့်သည်ဘက်ကိုပူဖိအားပေးမဲ့အသင်းမျိုးအနေနဲ့လာမယ်ချက်စီကတော့ဒီတံမြန်တိုက်စစ်တွေကနေတစ်ဆင့်အခွင့်အရေးကိုရအောင်အသုံးချဖို့လိုတယ်လို့ထင်ပါတယ်ဟုတ်ကဲ့တော်တော်ပြည့်စုံပါပြီအဲ့တော့ဒီဘွဲကခံမှန်းခက်တယ်ညူကာဆယ်ကလည်းအဲဒါဘီဝဲရှုံးခဲ့လို့ဒီဘွဲမှာအိမ်ကိုပြိသက်ရှိအောင်အတကုံကြိုးစားပါဝါတာမာတီဆိုရင်တကယ်တော်တော်လှလှပေါ့ခေါင်းတိုင်သွားပါတော့အဲ့ကိုစန္ဒာနဲ့ကိုတို့နဲ့ကိုပြောတာတော်တော်မိုက်တယ်ထင်အောင်မထင်တာဘူးအဲ့လိုထားလိုက်ပါတော့အဲ့ Chelsea ကလည်းလက်ရှိပြန်ပြီးတက်အောင်ကြိုးစားနေ Maresca ရဲ့ယုံကြည်မှုကိုဒီMaresca ဘက်ကထောက်ခံဖို့ကစားသမားတွေလည်းကြိုးစားနေရပရိသတ်တွေကလည်း support ပေးနေတယ်ဘုတ်ဖွဲ့ကလည်းဘာပဲဖြစ်ဖြစ်အကိုတို့ဒီအကုန်လုံးကဘုတ်ဖွဲ့ဘက်မှာဘယ်သူမှမရှိဘူးအကိုတို့ဒီအသင်းပရိသတ်တွေရောအကုန်လုံးကဒါ Maresca ဘက်ကရက်တည်နေတဲ့အချိန်ဆိုတော့ကစားသမားတွေကလည်းအားရပါအသင်းလုံးကသူတို့လုံးပြရမယ့်အချိန်နဲ့အကောင်းဆုံးတွေညှင့်ရမယ့်အချိန်ဆိုတော့ဒီပွဲကတကယ်ကိုအကျိတ်နဲ့အရှိဆုံးအကိုတို့ဒီရှေ့ဆုံးပွဲကြီးကြည့်ရမှာပေါ့နော်အဲ့တော့ခံမှန်းချက်လေးညီလေးပြောပြပေးပါဦးခံမှန်းတော့နည်းနည်းတော့ခက်တာအောင်နော်ခုနကပြောလို့Eddie Howeကြီးကလည်းသူ့ရဲ့အစင်လာမှာသူ Chelsea ကိုသူ့ကွင်းမှာဆိုရင်တော့သူကလည်းအိမ်ကွင်းမှာအင်ဂျယ်ပဲဆိုတော့Chelsea ဘက်ကပြန်ကြည့်တော့လည်းဒါကဘယ်လိုပဲဖြစ်ဖြစ်အမှတ်ပြန်ယူရတော့မယ်ဆိုလို့ညာ Everton နဲ့နေရအမှတ်ပြရတော့မှန်တယ်ဒါပေမဲ့အရှိမဆုံးရှုံးလာတဲ့အမှတ်တွေပြန်ကားတော့မနေတာဖြစ်နေအဲ့တော့ကျွန်တော်ထင်တာတော့ဒီဘွဲကသွင်းကိုတွေများလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့ personal အရာပေါ့လေဒီတိုင်းChelsea အနေနဲ့လက်တလောဖြစ်နေတဲ့ပြဿနာရနီးပြအတွက်နည်းနည်းများပိုယုံမေးမလားလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီဘွဲတည်ကြဖို့တော့နည်းနည်းများတယ်ဆိုပေမဲ့နိုင်ဆိုရင်တော့ Chelsea ဘက်မှာပိုများမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်အကိုလည်းလို့ပါဒါ Newcastle အိမ်ကိုကြောက်နေအောင်เนาะအမှန်တမ်းပြောရင်ဒါပေမဲ့ Newcastle အကိုတခုနည်းနည်းလေးမကြိုက်တာရှိတယ်16ပွဲကစားပြီးတော့22ဂိုးပဲရထားတယ်ဆိုတော့ record တော့မကြိုက်ဘူးဘာဖြစ်လို့သူတို့ရဲ့တပွဲပြန်မြသွင်းကိုကတကိုးလောက်ပဲရတယ်ညီလေးပြောဒါတော့အိမ်ကွန်းမှာဂိုးတွေရထားလို့ပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲ Chelsea ကနောက်ဆုံးအဝေးကွန်းပွဲစဉ်တွေမှာကန်စစ်ကိုတော်တော်လေးအလေးပြုပြီးကစားတာတွေ့ရတယ် clean sheet တွေလည်းရခဲ့တယ်ဆိုတော့ဒီပွဲမှာ Chelsea ကလည်းနည်းနည်းလေးတော့တွေးသူဆန်းပြီးကန်မဲ့ပွဲဆိုတော့အကူက1-1လောက်တော့ဖြစ်မယ်ထင်တယ်ဒါပေမဲ့နိုင်သွားရင်တော့ Chelsea နိုင်သွားမယ်1-2လောက်ပေါ့နော်1-1မဟုတ်ရင်1-2တူတူပါပဲခံမှန်းတာတော့1-1တခုကိုကြောက်နေတာဂိုးတွေအပြန်လည်းမြင်ရမယ်လို့ထင်တယ်ဒါပေမဲ့1-1နဲ့ပြီးသွားမှာအကြောက်ဆုံးပေါ့နော်ဒါပေမဲ့အဲ့1-1ကိုကြော်သွားရင်2-1-1-2ဟာမျိုးတွေဖြစ်လာနိုင်မယ်2-2လို့ပါတော့အဲ့တော့အကူကတော့ဒီဘက်မှာ Chelsea 1-2လောက်နဲ့ကတ်နိုင်သွားမယ်လို့ဒါထင်မိတယ်ပေါ့နော်ဘာဖြစ်လို့ကစားသမားနည်းနည်းလေးကိုးပါမှာပြန်လာပြီးယုံကြည်မှုရနေတဲ့ပုံစံကtactical ဒီfinishing တွေဘိုင်းမှာကောကိုလို critical ဘိုင်းမှာကောနည်းနည်းလေးပြန်ပြီးတော့အားရှိလာတယ်ပြီးခဲ့တဲ့ပွဲတော့အဲ့ဒါအရင်တိတာလာပေါ့နော်အဲ့တော့အကိုကတော့ဒီပွဲမှာ Chelsea နိုင်သွားမလားလို့မျှော်လင့်မိတယ်ပေါ့နော်မနိုင်တော့မရှုံးလို့ထင်တယ်အဓိကအဲ့ဒါလေ Chelsea ဘက်ကပဲကိုလည်းရက်တည်ချင်ပါတယ် Okay အဲ့ပွဲကြောင့်အကိုတို့တူတူကြည့်ကြအောင်ဟုတ်ကဲ့ပါအားထားကျွန်တော်တို့စနေနေ့ည9:00နာရီမှာကစားမဲ့Newcastle United အသင်း Chelsea အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်ဖြစ်ပါတယ်ကြည့်ပေးခဲ့တဲ့တယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်လာမယ့်ပွဲတွေလည်းကျွန်တော်စက်တိုက်ဒါခံမှန်းချက်တွေသုံးသက်ချက်တွေတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးဖို့တိုက်တွန်းလိုပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ